ဂျပန်ကိုအမြန်ဆုံးလာနိုင်မယ်နီးလန်းနေတဲ့တခုဖြစ်တဲ့အလဲဗီဇာနဲ့ဂျပန်ကိုလာတဲ့အကြောင်းကိုကျွန်တော်ပြပြမယ်ဖြစ်ပါတယ် visit visa ပေါ့နော်ပထမဆုံးတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဝန်ထမ်းအနေနဲ့ဂျပန်ကိုလာတာပေါ့နော်ဝန်ထမ်းအနေနဲ့လာဖို့ကြတော့ကိုကနှစ်ရှည်လောက်ထားတဲ့ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ရမယ်ပြီးတဲ့အခါကျရင်ကုမ္ပဏီရဲ့ထောက်ခံချက်တွေလည်းလိုမှာပေါ့နော်ဘာလို့ဆိုတော့ဒီဂျပန်ဒီအလုပ်ကိစ္စနဲ့ကုမ္ပဏီရဲ့အလုပ်ကိစ္စနဲ့လာတဲ့ပုံစံမျိုးနဲ့ပေါ့အဲ့လိုမျိုးလာတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ visa ရနိုင်တယ်ပေါ့နော်ကျွန်တော်တို့လက်ရှိကနှစ်ခုပဲရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းရှင် visa ပေါ့နော်လုပ်ငန်းရှင်အနေနဲ့လာတာလုပ်ငန်းရှင်တစ်ခုဖြစ်ဖို့ကြတော့ကျွန်တော် company တစ်ခုရဲ့ director အဖွဲ့ဝင်နဲ့မှာကိုယ်နာမည်ပါနေဖို့အရေးကြီးတယ်ပေါ့နော်ကိုယ်နာမည်နဲ့ကိုယ်ပုံကြီးနဲ့ပါနေဖို့အရေးကြီးတယ်အဲ့ဒီအတွက်ကလည်းမခတ်ပါဘူးညီမနိုင်ငံဖြစ်တဲ့အတွက်ကျွန်တော်တို့ company အသစ်တစ်ခုထောင်မယ်ဆိုရင်တော့2သိန်း3သိန်းလောက်ဆိုရင်အဲ့လိုပဲကုန်တယ်ပေါ့နော်ကျွန်တော်အရင်ကသိတော့အခုတော့ဘယ်လောက်ဖြစ်သွားလဲမသိဒါပေမဲ့အဲ့ဒါကမှလုပ်ငန်းရှင် visa အနေနဲ့လာကျင်တယ်ဆိုရင်ဘာလို့လဲဆိုရင်ကျွန်တော်တို့ driver အဖွဲ့ဝင်ပေါ့နော် driver အဖွဲ့ဝင်လို့တယ်အဲ့ဒီအတွက် driver အဖွဲ့ဝင်လုပ်ဖို့အတွက်ကျွန်တော်တို့ဒီလက်ရှိထောင်ထားတဲ့ company တစ်ခုမှာကျွန်တော်တို့အကူအညီတောင်းပြီးပဲဖြစ်ဖြစ်ကျွန်တော်တို့ငွေကြေးနေပဲဖြစ်ဖြစ်အသိရှိတယ်ဆိုရင်အဲ့မှာဝင်ပြီးတော့ဟို driver အဖွဲ့ဝင်လိုက်ပေါ့နော်မြန်မာငွေနဲ့ဆိုကျွန်တော်တို့3 4 5သိန်းလောက်ပဲရှိမယ်ထင်ပါတယ်အဲ့လောက်ပါပဲဘာလို့ဆိုကျွန်တော်တို့ဒီ driver အဖွဲ့ဝင်ခဏဝင်အောင်ပါဗျာတင်ပါအဲ့လိုအဖွဲ့ဝင်ပြီးတော့ကျွန်တော်တို့ဒီလုပ်ငန်းရှင် visa အနေနဲ့ကျွန်တော်တို့ company နဲ့ပတ်သက်ပြီးတော့ဂျပန်ကိုအလဲလာတဲ့ပုံစံနဲ့ visit နဲ့ရှောက်လို့ရတယ်နဲ့နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုရှိရပါတော့အဲ့တစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ဂျပန်မှာအသိရှိဖို့တော့လိုတယ်ပေါ့နော်အသိဆိုတာကျွန်တော်တို့ညီကိုမောင်နှမပဲဖြစ်ဖြစ်တငယ်ချင်းပေါင်းတင်ပဲဖြစ်ဖြစ်အသိရှိဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရောက်ချင်းမှာကျွန်တော်တို့စောက်ဖို့တောက်ဖို့တွေလိုတယ်လေပတ်စံတွေလိုတယ်ပြီးတဲ့ခါကျနေဖို့ထိုင်ဖို့နေရာတွေလိုတယ်သိရမလားအဲ့လိုမျိုးနေရာတွေမရှိဘဲနဲ့ဒုက္ခရောက်တော့ဟုတ်တယ်မလားကျွန်တော်လမ်းမမှာအိတ်လို့လည်းမရဘူးလေနော်အဲ့တော့ကျွန်တော်အတိညီကိုမောင်နှမတငယ်ချင်းရှိရင်တော့ပိုကောင်းတယ်အဲ့တော့မှကျွန်တော်ရောက်ပြီးတဲ့ခါကျရင်ဘာလုပ်လဲဆိုတော့ကျွန်တော်ခါဆူတွေပြောင်းလိုက်ကြတာပေါ့နော်ခါဆူတူဗီဇာဆိုတဲ့ဒီကျွန်တော်တို့ဒီမင်းအွန်လိုင်းဗီဇာလို့လည်းခေါ်တယ်ပေါ့နော်ကျွန်တော်တို့ဒီဂျပန်မြန်မာနိုင်ငံမှာစစ်ဖြစ်နေလို့ပြန်လို့မရတော့ပါကျွန်တော်အိမ်ကမီးလောင်သွားလို့အဲ့လိုမျိုးကအမျိုးမျိုးပြောပြီးတော့ရှောက်လဲချက်တွေအမျိုးမျိုးပြောပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ပြီးတဲ့ခါကျရင်ကျွန်တော်တို့အဲ့လိုရှောက်ဖို့အတွက်ကြတော့ကျွန်တော်ရန်ကုန်မန္တလေးတို့ကျွန်တော်တို့နည်းနည်း agent နဲ့အရက်ကလူတွေဆိုရင်တော့2လလောက်တော့ကြာတယ်ဗီဇာလျှောက်ဖို့က2လလောက်တော့ကြာတယ်ကျွန်တော်မလုပ်ပြပါဘူးကျွန်တော်တီးတဲ့ဟာကိုပြပြပေးတာပါ2လလောက်တော့ကြာတယ်အဲ့ဒါအောင်မှကျွန်တော်တို့စကိုင်းတို့ကျွန်တော်တို့ပြီးတဲ့ခါကျရင်ရက်ခိုင်တို့အိုက်ဘက်ကလူတွေဆိုရင်တော့ကျွန်တော်ချက်ချင်းပေးတယ်ပြောတယ်ချက်ချင်းကမှကျွန်တော်28နာရီတော့မဟုတ်ဘဲနဲ့အချိန်ပြည့်ပေးတယ်တော်တော်မိုက်တယ်တကယ်ပြောအိုက်ဘက်လူတွေကတကယ်ရောက်အောင်လာပြီးတကယ်အဲ့လိုမျိုးသားရရင်မိုက်တယ်ဘာလို့မိုက်တယ်လို့ပြောရလဲဆိုတော့ကျွန်တော်28နာရီသမားတွေကကျွန်တော်တို့လာတာနဲတယ်ဗျာနဲတယ်ပဲကျွန်တော်ចောင်းသားရင်းနဲ့အတူတူပဲကျွန်တော်ចောင်းသားကြီးလည်း28နိုင်ပဲလောက်ရတာသူတို့လည်း28နိုင်ပဲလောက်ရတယ်ရန်ကုန်မလေးရဲ့လူတွေဆို28နိုင်ပဲရတယ်တစ်နှစ်ပေါ့နော်တစ်နှစ်ရအဲ့လူတွေကြတော့သူကစစ်ဖြစ်နေတဲ့နေရာလူတွေကြတော့ဘာဖြစ်သွားလဲဆိုတော့ဟိုအချိန်ပြည့်ရတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကားစိတ်ရုံတော့ပေါ့တဲ့အချိန်ပြည့်လို့ရတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာကြီးမှာဝင်လို့ရင်တစ်လောက်အနည်းဆုံး30 40အဲ့လိုဝင်ရင်ရတယ်ဗျအဲ့တော့မြန်မာဝင်နေဆို300ဝန်းကျင်လောက်လာတာရတယ်ဗျသိရမလားသူကအချိန်ပြည့်လောက်ရတာဖြစ်တဲ့အတွက်ကားစိတ်လို့ပေါ့သူကအချိန်အများကြီးပို့လောက်ရတာလေအဲ့တော့လာတာလည်းအရန်ကောင်းတော့အိုက်ဘက်ကလူတွေလာပြီးတော့လုံးမယ်ဆိုရင်တော့တော်တော်မိုက်တယ်။ဘာလို့ဆိုအခါစုကလာတာအရန်ကောင်းနေပြန်ကျွန်တော်တို့ဒီဂျပန်မှာဆိုရင်ပေါ့နော်ကျွန်တော်တို့ចောင်းသားတွေထက်အလုပ်သမားတွေထက်လာတာအရန်ကောင်းတယ်ကျွန်တော်တို့ဘယ်လိုတောင်ဟိုဖြစ်လဲဆိုရင်ចောင်းသားတွေကနေပြီးတော့တနည်းပြည့်ပြီးတော့အခါစုတို့ပြောင်းတာတို့ပြီးတဲ့ခါကျတကူတကြီးသမားတွေကတနည်းပြည့်ပြီးတော့အခါစုတို့ပြောင်းတာတို့သိရမလားအဲ့လိုမျိုးတနည်းပြည့်ပြီးပြောင်းရင်တော့အချိန်ပြည့်ရတယ်လေပြီးတဲ့ခါကျကျွန်တော်တို့ဒီတခြား work visa ကနေပြောင်းနေလို့ရအောင်ရှိတယ်ဒီအဲ့လိုမျိုးပေါ့နော် trainee ကနေပြီးတော့ပြေးပြီးတော့အခါစုတို့ပြောင်းတာတို့သိရမလားပတ်စံအများကြီးရတယ်လေအဲ့လိုပေါ့ပြောချင်တာကတော့အဓိကကတော့အဲ့လို visit visa နဲ့လာကျင်တယ်ဆိုရင်ကျွန်တော်2ချက်ရှိရပထမတစ်ချက်ကဝန်ထမ်းအနေနဲ့လာတာเนาะဒုတိယတစ်ချက်ကကျွန်တော်တို့လုပ်ငန်းရှင်အနေနဲ့เนาะ driver အဖွဲ့ဝင်ပြီးတော့လာတာ okay เนาะအားလုံးပဲကျွန်တော်သိရဟာလေးကို share လုပ်ပေးတာပါတခြားကျွန်တော်ပြောတာမှားသွားတဲ့ဟာတွေရှိရင်လည်းကိုယ့်ကိုဖြည့်ပြီးတော့ comment မှန်ပေးလို့ရပါတယ်ကျွန်တော်လည်း knowledge ရတာပေါ့เนาะအားလုံး